နှုတ်ကထွက်ရှိထားတဲ့ခင်းရအာသင်းသုံးပါဝင်ချက်မှာဖုန်းမျိုးစားအားလုံးတွေဖက်ချခြင်းစနစ်ကိုထောက်ပံ့ပေးတဲ့အာသင်းစနစ်၃မျိုးပါဝင်ပါတယ်။ PD Power Delivery PD ဆိုတာ USB-C နည်းပညာကိုအခြေခံထားတဲ့အာသင်းစနစ်ဖြစ်ပြီး iPhone နဲ့အခြားသောဖုန်းတွေ tablet တွေ laptop တွေအတွက်မြန်ဆန်စွာအာသင်းပေးနိုင်ပါတယ်။ iPhone 8နဲ့နောက်ပိုင်း model တွေမှာ PD ကိုထောက်ပံ့ပေးပါတယ်နော်။ QC Quick Chat QC ဆိုတာခွန်းခွန်ကထုတ်လုပ်တဲ့မြန်ဆန်စွာအာသင်းနည်းပညာဖြစ်ပြီးမီရှောင်းမီဖုန်းတွေလိုခွန်းခွန် processor သုံးထားတဲ့ဖုန်းတွေအတွက်အဓိကထောက်ပံ့ပါတယ်။ ရှောင်းမီဖုန်းများစုက QC ကိုထောက်ပံ့ပေးပါတယ်။ PPS Programmable Power Supply PPS ဆိုတာ PD ရဲ့တိုးတက်မှုတစ်ခုဖြစ်ပြီး Samsung ဖုန်းတွေလိုနောက်ဆုံးပေါ်ဖုန်းတွေတဲ့ဒီဇိုင်းထုတ်ထားတဲ့အာသင်းနည်းပညာဖြစ်ပါတယ်။ Samsung Galaxy S20 နဲ့နောက်ပိုင်း model တွေမှာ PPS ကိုထောက်ပံ့ပါတယ်။ PD QC နဲ့ PPS နည်းပညာ၃ခုလုံးကအာသင်းတို့ကိုပုံမှန်မြန်ဆန်စေတဲ့အပြင်ဘက်ထရီအပူချိန်ကိုလည်းထိန်းညှိပေးတာကြောင့်ဘေးကင်းလုံခြုံမှုရှိတဲ့နည်းပညာတွေလို့လည်းပြောလို့ရပါတယ်။အာသင်းတို့တစ်ခုခြားခြားတစ်ခုဝယ်ယူတဲ့အခါမှာလည်းဒီလိုနည်းပညာတွေပါမပါရွေးချယ်ပြီးဝယ်ယူဖို့လိုပါတယ်နော်။